မရှိတယ်ဆိုရင်ဒီပါလေဘယ်လိုဆို point လေးလေဒီ point လေးဒီကဘယ်နှခုဖွင့်ခိုင်းတာလဲဆိုရင်1 2 3 4 5 6ခု9ခုဖွင့်ခိုင်းတာလေဒီ rectangle center point ဘယ်နှရှိလဲဆိုလို့ရှိရင်ဒီမှာ1 2 3 4 4ခုမြောက်မှာရှိတယ်ဒါလေးဆိုရှင်ဆိုရင်ဒီကောင်လေးဖွင့်တာမှာအမှန်ကြီးစတာမှာရှိ rectangle ရဲ့ center point ထောက်မရပါဘူးဒါလေးမှန်ကြီးဖြုတ်ထားမယ်ဆိုရင် rectangle center point ထောက်မရအောင်ဒီမှာနော် center point မရှိအောင် mid point မရှိအောင်ဒီမှာအဲ့ဒီမှာပုံမှန်ပြီဆိုဒီမှာဟိုက star ပုံစံလေးနဲ့ rectangle mid point ပြရတယ်အဲ့ဒါဒီ object နဲ့ကြည့်အောင် object နဲ့လေးတစ်ချက်ကြည့်အောင်ဒီခါလေးတစ်ဝက်လောက်ရောက်ပြီဆိုတော့ဒါလေးကြည့်လိုက်ရအောင်လေ okay စီးပြီဆိုတော့ဒီပါနော်ဒီမှာမရှိ point တွေအကုန်လုံးဖွင့်တာလေဖွင့်တာလို့ပါလို့ရှိဒီမှာ object နဲ့ဖမ်းပြီးဆွဲလို့ရတယ်ကွာဒီကောင်လေးအကုန်လုံးပိတ်ထားထားတော့ဒါဆို point မှာဖမ်းလို့မရတော့နော် oh sorry okay ဒီမှာရှိဒီတိုင်းလေးကိုလေ end point နေဆွဲချင်တယ်ထားတော့ end point နေ click လေးတော့ချပြီးဆွဲလိုက်တော့ကွာဒါဆိုမပေါ်တော့ဘူးနော်မကြည့်မပေါ်ဘူးနော် zone ထက်ချိန်ပြီးဆွဲကြည့်လိုက်အောင် end point ထိဆွဲပြီးပြောလိုက်အောင်တို့မထိသေးဘူးနော်ထက်ချိန် zone ထက်ချိန်ထက်ဆွဲဘယ်လုံးမှမထိအောင်နော်ထိအောင်တော့ဒီကြအမှန်ဆွဲလိုက်တာပဲဒါပေမဲ့မထိအောင်ဘယ်လိုပါအဲ့ဆိုဒီပါလေအော်တော့က object တစ်ခုနဲ့တစ်ခုထိအောင်ဆွဲလို့ရတယ်ဆိုတော့ဒီ object နဲ့လေးရှိလို့ဆွဲလို့ရတယ်နော်ဒီ object နဲ့လေးအလုံးမလုံးရင်ဘာမှထိအောင်ဆွဲလို့မရတော့နော် okay အဲ့ဒီ object နဲ့လေးတစ်ချက်ကြည့်အောင် object နဲ့လေးတွေကဘာရှိလဲဆိုလို့ရှိရင် okay လောက်ပေါ့ပေါ်လာပါမယ်ဒါလေးရင်ကြည့်ရအောင်အဲ့ဆိုဒီကောင်ကကျတော့ဒီပါနော် object နဲ့ကဒါလေးပေါ့ point အော်တော့ကလေ object တွေ point ဖမ်းကြည့်လို့ရှိရင်ဒါလေးဖွင့်ပြီးလာတယ်အဲ့ဆိုဒီဘောဆုံးကဘာလေးဘယ်လိုဖတ်လဲဆိုရင်ထန်လို့ဖတ်တယ်ထန်ကကျတော့ဟိုဟာ end point ကိုပြောနော် end point အဲ့ဒါဒီပဲနော်ဒီမှာကထန်ဖြစ်တယ်တော့ဘာလဲဆို hash ဆိုရဲအဆုံးမလေးအဆုံးမဆိုရဲခန်းကြီးရဲ့အမှတ်ဆိုရဲခန်းကြီးရဲ့ဒါဆိုတော့အင်္ဂလိပ်က end point ဖြစ်မှာနော်ဒီမှာတော့ဘယ်လိုဖတ်ဆိုရင်ဒီရနော်သူကအင်္ဂလိပ်လိုဖတ်ဆိုရင် end point end point နော် end point အဲ့ဆိုရှင်ဒီ line တွေပါဒီ rectangle တွေ end point တွေပါဖမ်းချင်လို့ရှိရင်လေဒီကောင်လေးဖွင့်ပြရပါရတယ်ဒါလေးဖွင့်ပြရပါဒီ end point တွေကို snap တွေချဖမ်းပြီးဆိုလို့ရမယ်နော်ဒါဆိုကြည့် end point တွေပေါ်လာတယ်နော်ဒါဆိုပါ zone ဘယ်လောက်ချုပ်ပြီးဆွဲကွာဒါထိရပဲချုပ်ဆွဲပြရနော်မကြည့်ခုနလေးဟို zone ရမ်းချိန်ပြီးဆွဲတော့မထိဘူးလေအခုက zone ကြက်လောက်ချုပ်နေ end point တွေပေါ်လာရင်ထောက်လိုက်ရပြီနော်ဒါဆိုတော့တရားထိတယ်နော်ဒီ snap တွေမရှိပဲလေသူက object တွေထိအောင်တောင်းလို့မရဘူးကွာဒီနောက်ကဘာလဲဆိုလို့ရှိရင်true တန်လို့ဖတ်တာဒီကောင်လေး true တန်ရအောင်နော် true တန်ကဘာလဲဆိုလို့ရှိရင် INT အန်ချင်နော် okay ချူကတော့အလေကိုပြောတာလေချူပုတ်ကိုလို့ပါလို့အဲ့ဒီအလေပဲနက်ခါဆွဲခန်းကြီးတယ်လေချူကတော့အလေတန်ကကျတော့အမှတ်ချူတန်ဆိုအလေပဲပေါ့ okay ချူတန်အလေပဲကျတော့အင်္ဂလိပ်တော့ကျ mid point ပေါ့နော် mid point okay MID ing point mid point okay mid point တော့ဘယ်လိုလဲဆိုရင်ဒီပါပေါ့ဒီ line မှာနေ mid point ရှိရလေrectangle မှာလည်း mid point ရှိရလေခုနကပါဆိုခုနဖတ်လိုက်တော့ mid point ပေါ်သေးတယ်ဒီမှာမပေါ်တော့ဘူးနော်အခုဒီ line လေးတော့ကြည့်ဦး mid point မပေါ်တော့ဘူးနော်ထားလိုက်ပါလို့ရှိဒီ line ရဲ့အလေကနေဆွဲချင်ထားနော်ဒီမှာ mouse ကိုလေဒီ line ရဲ့အလေနားမှာရောင်းထားတာနော်ဒါပေမဲ့ click ချပြီးဆွဲကြည့်လိုက်ပါဘယ်လုံးမအလေကနေထွက်မလာဘူးအဲ့ဒါနော်ဒီ line ရဲ့အလေကနေဆွဲချင်တာနော်အလေကနေဆွဲချင်တာအလေကို click ချပြီးဆွဲလာနော်ဘယ်လုံးမအလေကနေထွက်မလာအောင်နော်တော့ auto ကဘယ်လိုလဲဆိုရင်နီးစပ်စနစ်တွေကိုသွားဖတ်တာကွာအဲ့ဒါတခါလေးဟာ point တွေပါလေကြော်ဆွဲလို့ပြောတာနော်ဒီလိုမျိုးလေးဒီသွားထားလို့မရအောင်လေဒီလိုဆိုဒီမှာ click ချလိုက်လို့ရှိရင်တော့အတဲ့ပဲဆွဲချင်တဲ့ထားတော့ဒီမှာ click သွားချလို့မရအောင်နော်တော့နီးစပ်စနစ်ကိုသွားဖတ်တာအဲ့ဒါကြောင့်တခါကြီးကြာရင်ကြော်ဆွဲလို့ပြောတာနော်ဒီကောင်လေးတူတူပဲဒီမှာအတဲ့ဆွဲချင်တဲ့ထားတော့ဒီကောင်က click ချလိုက်ရင်ဒီ line ကိုသွားထိမှာမဟုတ်ဘူးနော်ဒါအနီးစပ်ဆုံးတဲ့ကကြတော့ဒီမှာ end point နဲ့ပွင့်နေတာဒါဆိုတော့ end point ကိုတစ်ထောက်ပါပဲဒီလိုနော်အဲ့ဒီမှာရှိ mid point နေဆွဲချင်တယ်ဆိုဒီမှာ click ချပြီးဆွဲလို့မရသေးဘူးနော်ဘာလဲဆို mid point ဆွဲနဲ့မပွင့်နေဘူး mid point ဆွဲနဲ့တော့ဖွင့်မိလိုက်အောင်ဆိုရင်ဖွင့်မိလိုက်ပြီဆိုလို့ရှိရင်ဒီမှာနော်ဒီ line ဒီ line လေးအလင်သားကို mouse ကိုသွားချလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ mid point ဆွဲနဲ့ပွင့်လာပြီ shoot တန်နော် shoot တန်နော်ဒါဆိုအနေရနေဆွဲရပြီဒီ rectangle မှာလေးတူတူပါပဲဒီမှာ mid point ကြီးပွင့်လာပြီနော် mid point ဆွဲရပြီ okay တော့နီးစပ်နဲ့ပဲတော့ဖမ်းတာနော်ဒီလို snap မရှိတဲ့နေရာဆိုရင်ကိုယ့်ကိုဒီလို object ကိုချဆွဲလို့မရဘူးပေါ့ဒီမှာဒီနောက်ကပါရှိတယ်နောက်တစ်ခုက choose ကတော့စိုက်ကယ်ရဲ့ပုံမှန်ပေါ့ဒီပါနော်လောလောဆယ်ရှိဒီစိုက်ကယ်ကိုလေပုံမှန်ထောက်ချင်တဲ့ထားပါတော့ command တစ်ခုဝင်လာမယ်နော် entry ပါဖြစ်ပေါ့အဲ့တော့ခေါ်လာပြီးဒီစိုက်ကယ်ရဲ့ပုံမှန်ကိုသွားထောက်ချင်တယ်ဆိုလို့ရှိရင်လေဒီစိုက်ကယ်ကို mouse တင်လိုက်ရင်ပုံမှန်ဖြစ်ပုံမှန်ပေါ်လေဒါဆိုမပေါ်တော့ဘူးစစ်နော်ဒီမှာသွားဆွဲလို့မရအောင်နော်ကိုယ့်ကိုဆွဲလိုက်ရင်သူကစနကြောင်မဟုတ်ဘူးနော်မှန်းဆွဲတာဖြစ်မှာဒီမှာ click ချပြီးဆွဲလို့ရတာပေါ့ဒါပေမဲ့ဒီကောင်ဟို quality ကြောင်မဟုတ်ဘူးနော်ဟုတ်စီokay အဲ့ဒါဒီစိုက်ကယ်ရဲ့ပုံမှန်ကိုထောက်ချင်တယ်ဆိုလို့ရှိရင်ဒီ object နဲ့တရားနေပြီးတော့ choose ဆိုတဲ့ကောင်လေးကို image ချပေးတာ okay ဒါဆိုသွားထောက်ကြည့်အောင်နော် command ကိုခေါ်လာနော် command ကိုခေါ်ပြီးတော့ စဝိုင်းအသားလေးပေါ့လေ mouse တင်လိုက်ပြီဆိုလို့ရှိရင်ဒီကောင် element ပဲဒီမှာဟောဒီမှာဒီအမှတ်ပုံမှာရှိတေချာဆွဲနော်အမှတ်ပုံမှာဆွဲမှာပဲသူကတေချာတိတိကျကျရမှာပေါ့ဟုတ်လို့ရှိရင်ဒီ snap တွေမပေါ်ဘူးဆိုလို့ရှိရင်လေကိုကမှန်းဆွဲရလို့ပဲဖြစ်နေမှာနော်ခုနဆွဲလိုက်လို့ဆိုမှလေ element ဆွဲလိုက်တာပဲဒါပေမဲ့ပုံမဟုတ်ဘူးနော်တကယ်ပုံကဒီမှာနော်တကယ်ပုံကနော်အဲ့ဆိုရှင်ဒီမှာ cycle ရဲ့ပုံမဟုတ်ထောက်ချင်ဒါလေးဖွင့်ပြတာပဲနော်ဒါလေးပဲပြီးနောက်တစ်ခုက zoom ပေါ့ zoom ကကျတော့သူကပုံရဲ့ element လို့မှတ်လို့ရနော်ပုံရဲ့ element ဆို rectangle တွေပါပြီပေါ့နော် polygon ရဲ့ element တွေရပါတယ် polygon လေးစတာပေါ့ sorry ဒီမှာချောင်းလာစတာပဲမရှိရစတာပဲဒီနေ့ဒီ okay ရတယ်
အဲ့မှာ rectangle polygon နဲ့ဆို element ရှိရလေ element ရှိတယ်ဒါတော့လည်းထောက်လို့မရအောင်နော်ဒီကောင်လေးဖွင့်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒါလေးကဘယ်လိုဖတ်မလဲဆိုလို့ရှိရင် Zushin လို့ဖတ်တာနော် Zushin okay Zushin ဆိုတဲ့ကောင်လေးဖွင့်ပေးလိုက်မယ်ဆိုရင် rectangle element ထောက်လို့ရတယ် polygon ရဲ့ element ထောက်လို့ရတယ်နော်ဒီကောင်လေးပိတ်နေမယ်ဆိုလို့ရှိရင်ဒီလိုထောက်လို့မရအောင်နော် rectangle element polygon element ထောက်ကြည့်လိုက်မပေါ်ဘူးမပေါ်နော်အဲ့ဆိုတော့ဒီ snap တွေဖွင့်လာပြီးမှ snap တွေကတေချာလောက်တော့နော် okay snap တွေတေချာဖွင့်Zushin နော်ဒါကြည့်ရပါမယ်အင်္ဂလိပ်လိုမရေးတော့နော်အင်္ဂလိပ်လိုတိတ်မလို့တော့ okay ပါပါလိဟိုဒါလေးကZushin နော် Zushin ဆိုလို့ရှိရင် someone ရဲ့ဗဟုမှန်နော် sorry sorry CHU message Zushin ပြီးရင်ဟောZushin နော် Zushin ကကျွန်တော်ပုံတစ်ခုရဲ့ element လို့မှတ်လို့ရအောင်နော် Zushin ဟောပုံတစ်ခုရဲ့ element နော်ပုံတစ်ခုရဲ့ element rectangle တို့ polygon တို့ ellipse တို့ပေါ့ဒါလေးellipse ကတော့ someone မိစားရပါနော် okay ပြီးနောက်တစ်ခုပါတယ်တန်းပေါ့တန်းကကြောင့်ဒီကောင်လေးကဘယ် point ထားတော့မရှိမနေ့က divide ပိုင်းလိုက်တယ်နိမမိတာမသိဘူး divide ပိုင်းလိုက်တယ်နိတရားပေါ့divide ပေါ့ပြန်ပြီးအဲ့ဒါ just that and ဟောပါလိ7လောက်ပါတယ်နော်7လောက်ပါတယ် okay point တိုင်းပြင်ပြီးတော့ဆိုတော့ point တိုင်းတန်းကြလာနော် point တိုင်းမပြင်ရရင်ပြင်ရတယ်မလားဒါပုံမှန်အဖြစ်ဆိုတော့ dot dot လေးနဲ့ကြလာပြီ2 4နော်တစ်ခေါက်နဲ့ကြနေပါလိအခုက point တိုင်းပြင်လာလို့လားဒီ point တိုင်းရရနော် point တိုင်းပြင်တယ်နော်ဒီတိုင်းဒီပါမနေ့ကပြင်ကြရနော် point တိုင်း okay ပြင်ထားလိုက်ပါတော့ဒီမှာပေါ့ဒီကောင်ကဘာလေးလဲဆိုလို့ရှိရင်ဒီမှာပေါ့ divide ပိုင်းတဲ့ခါသူက point နေနဲ့ပိုင်းပြရလိဒီမနေ့ကဆိုဒီမှာဒီ point နေတယ်ပေါ့လေsnap ထောက်ပြီးဆွဲလို့ရလိအခုစီးလိုက်ဒီ point လေးပေါ့ snap တွေမပေါ်တော့ဘူးစီclick ချလိုက်ဆိုလိုက်သူမပေါ်လာတော့ဘယ်ရပေါ်လာမလဲဆိုနီးစပ်ဆိုတဲ့ကိုတောက်ဖန်လာ end point တောက်ဖန်လာဒီတစ်ရက်တစ်ပိုင်းနေယူဆွဲကြည့်လိုက်အောင်မပေါ်လာတော့ဘူး end point ကိုပဲတောက်ဖန်လာနော်ဒီတစ်ရက်တစ်ပိုင်းနေဆွဲကြည့်လိုက်အောင်မပေါ်လာတော့ဘူး end point နေပဲတော့သူ mid point နေဒီ device ဆို mid point နေတောက်ဖန်လာ okay နော်အဲ့ဒါဆိုဒီနေရာလေးကဘယ်လိုသုံးလဲရလဲဆိုလို့ရှိရင် point ပေါ့နော် point ကိုသူက point ထောက်ပြရ point ကို snap ဖန်လို့ရပါတော့ဒါပါပဲဒါလေးဖွင့်လိုက်မယ်ဆိုရင်ဒီမှာပေါ့အရှုသုံးထားတဲ့ point မှာဆိုလို့ရှိရင်snap ဖန်လို့ရပြီပေါ့ဒီမှာနော်တစ်ခုနှစ်ခုသုံးခု၄ခု၅ခု၆ခု9ခု10ခု9ခုနော်ဒီကောင်ဘာလို့ဖန်လို့ရလဲဆိုလို့ရှိရင်ခုနကနော်ဒီတန်းဆိုတဲ့snap တွေကိုဖွင့်လိုက်တော့ဒီ point ကိုအမှတ်ဖန်လို့ရနော်ပြီးတော့ point ချရတယ်ဒီလိုပဲ PD နဲ့ point ချရလိ sorry PD နဲ့ဖြစ်ရတယ်PO နဲ့ point ချရလိ PO ဒီမှာဒီလို point ချတဲ့ကောင်တွေလည်းအရှု snap ဖန်လို့ရဆိုတော့ခုနကဒီ object snap တွေမှာလေတန်းဆိုတဲ့ကောင်တွေကိုဖွင့်လာလို့snap ဖန်လို့ရနော်ဒီကောင်လေးပိတ်ထားမယ်ဆိုရင်ဒီ point ချတဲ့ကောင်လေးလည်းကျွန်တော်ဖန်လို့မရတော့ဘူးမပေါ်တော့နော်ဒါမျက်စိနဲ့မှန်းဆွဲရလို့ဖြစ်နေတာနော်မတိကြတော့ပေါ့ဒီကလေးချလိုက်တယ်သူကအလေကိုလေတိုင်းထိချင်မှထိမှာနော်မထိဘူးတော့ဘယ်လိုမှမထိဘူးနော်အဲ့ဆိုဒီ AutoCAD က snap တွေရေးကြည့်နော်ဒီ snap တွေအလုံးမလို့ဆိုလို့ရှိရင်ဘာမှလုပ်လို့မရအောင်နော်โอเคဟေးဟဲ့ဟိုလေအဲ့ဒါကြီးဖွင့်ထားတာတော့မပေါ်တာမပေါ်ဘူးစမ်းလေrectangle မြေ point မပေါ်ဘူးလားဟဲ့အဲ့ဒါဖွင့်ထားမပေါ်ဘူးဆိုလို့ရှိရင်ဒါတွေအကုန်လုံးအမှန်ကြီးချစ်တာပဲပေါ့နော်ချစ်ထားပြီးတော့ဒီကောင်လေးကမီးလေးနေတာကြည့်ကြည့်ပါဦးဒီဟိုလေးလေမီးလေးနေဆိုတော့ဒီလိုလေး highlight ဖြစ်နေတာကြည့်ကြည့်ပါဦးဟုတ် highlight လည်းဖြစ်နေရစမ်းလေဖြစ်နေတာhighlight ဖြစ်နေမပေါ်လားဟဲ့ပြပြလေးဖြစ်နေတာဟုတ်တယ်မလားဟုတ်တယ်ဒီလိုဟိုလေးအဖြူကောင်လေးလေ highlight ဖြစ်နေရတယ်ဒီကောင်ပိတ်လိုက်မယ်ဆိုဒီကောင် highlight မဖြစ်တော့ဘူးကွာဒီလိုဟုတ်ဘယ်လိုဖြစ်နေ highlight ဖြစ်နေတာမဖြစ်ဘူးလားဖြစ်နေရစမ်းလေဖြစ်နေပြီးတော့မပေါ်ဟုတ်လားscreen share လို့ရတယ်ဟဲ့ရတယ်ဟဲ့တစ်ချက် share ရလားကြည့်အောင်နော်rectangle ရော line နဲ့ဆိုရတဲ့ rectangle ဆိုမရအောင်နော်ဘယ်လိုလဲဆိုရင်တစ်ချက်ပြမယ်နော်ဒီလိုပေါ့ဒီလို line နဲ့ဆိုရတဲ့ rectangle ဆိုတော့မရအောင်နော်ဟိုဟာတွေက rectangle တိုက်ရိုက်ဆွဲရစမ်းrectangle တိုက်ဆိုရပါတယ်share ကြည့်ရဆိုကြည့်ပါခွင့် share လိုက်မယ်နော်စမ်းလေ share လိုက်ပါဦး share ကြည့်လိုက်ပါဦး loud okay မြင်ရလားမြင်ရတယ် distortion ရပါရပြီ okay ရပြီဆိုတော့ကဒီကောင် double click နဲ့ full screen လုပ်ရအကောင်ဖွင့်ထားဖွင့်ထားအမှ command တစ်ခုဝင်ကြည့်ပါလား amphibious cv ရကြက်တဲ့တစ်ခုဝင်လာAlanda C enter ရ M လေးရတယ်C enter လားC လေးရတယ်C နဲ့ခောက်ပြီးရတယ် rectangle အသားလေးပေါ့လေ mouse လေးတင်ကြည့်ပါလားပေါ်ပါလေအဲ့ဟာဘာမှ command မခောက်ဝင်နေလိုက်ရှာနေအမို့ဒီ command ထောက်မှာပေါ်ပါလေcommand ဝင်မှာအမှတ်တွေကပေါ်လာပါလေဒီမှတ်တွေမှာပုံစံပါဆိုပေါ်လာအဲ့ဒါကိုတိုက်ခွက်နေနေလေတော့ဆွဲလို့ရအောင်အမှတ်ကြတော့ပုံစံပါပဲအမှတ်ကပေါ်ပြီးပါလေဘာမှမရှိဘူးပုံပြီးပေါ့ဒါပါပဲအဲ့ဆိုပိတ်လိုက်တော့မယ်နော်ဒီပါဟုတ်တယ်နော်အမှတ်တွေကကြာရှိဒီဒီတိုင်းဆိုမပေါ်ဘူးဒီတိုင်းဆိုတော့ selection တော့မှတ်လို့ရမယ်ကွာselection တော့မှတ်လို့ရမယ်ဒီလိုပြောလဲခုနက snap လေးရပေါ်မှာမဟုတ်ဘူးနော် comment တစ်ခုရိုက်မှာပဲပေါ်မှာပေါ့နော် comment တစ်ခုရိုက်မှာပဲဒီ snap point ပေါ်မှာပေါ့ okay ဟုတ်ရှင်းမယ်ပြီးရင် cycle ဒီကောင်လေးအဲ့တော့ဒီကောင်ဘယ်လိုဖတ်မလဲဆိုလို့ရှိရင် she han and tan လို့ဖတ်တာ she han and tan ဟုတ်တယ်အဲ့ဒါဆို tan ပေါ့နော် tan ဆိုလို့ရှိရင်အမှတ်တွေထောက်တာပါဟုတ် sorry
အမှတ်တွေကိုထောက်တာခံကြည့်ရအောင်အဲ့ဒါအမြန်နေ okay 1ပြီးရင်ဒီနောက်တစ်ခုကကျတော့တန်းကျတော့အမှတ်တွေထောက်တာနော်ခုန divide by တဲ့အမှတ်တွေကို point ချတဲ့အမှတ်တွေကိုဒီနောက်တစ်ခုကျတော့ပါပါလေရှိဟန်အန်တန်ရှိဟန်လိုက်စဟုတ်တယ်ရှိဟန်အန်တန်စမမလားအဲ့ဒါဒီတော့ရှိဟန်စမမလားအဲ့ဒါနော်ဒီကြည့်တော့ချက်ဟုတ်ပါတယ် AC ရနေဟန်ရှိဟန်အန်တန်တလုံးချင်းရတာမသိဘူးတွေ့ရမရှိရလားကြည့်တော့နော်ရှိဟုတ်တယ်ရှိဟန်ကတော့ခံကြည့်နော်ရှိဟန်အဲ့ဒါဆိုစဝိုင်းတန်းကျတော့အမှတ်တလုံးချင်းပါအလေးပဲရှိရနော်အဲ့ဒါတွေ့ရမရှိရပြင်မယ်တလုံးချင်းပါအလေးပဲရှိတယ်သူကဘာလဲဆိုရှိဟန်ကကျတော့လေးသူကဟန်ကျတော့ပိုင်းတာလေ၄ပိုင်းတာစဝိုင်းတစ်ခုပဲ၄ပိုင်းတာတဲ့အမှတ်တွေကွာဘယ်အမှတ်တွေလဲဆိုရင်ဒီမှာပြမယ်နော်စဝိုင်းတစ်ခုမှာဘယ်အမှတ်တွေကွာအမှတ်တွေပြောဒီမှာဒီကောင်လေးပိတ်ထားမယ်ဆိုရှင်စဝိုင်းကွာအမှတ်တွေတော့ဖမ်းလို့မရဘူးကွာမသိဒီညဘက်ကွာနေဆွဲချင်နေထားပါတော့ကလစ်ချာဆွဲလာမရဘူးညဘက်ကနေပုံမလာဘူးနော်ဒါလေးဆိုရှင်ဒီကောင်လေးဖွင့်လိုက်မှာကွာရှိဟန်အန်တန်လေးဖွင့်လိုက်မယ်ဆိုရှင်ဒီစဝိုင်းရဲ့ကွာတဲ့တွေကိုဖမ်းလို့ရပြီနော်ဘေးကွာလဲညာကွာလဲအပေါ်ကွာလဲအောက်ကွာလဲโอเคနော်โอเคပြီးလို့ရှိရင်နောက်တစ်ခုပေါ့နော်ဒီကောင်လေးဖွင့်လာပြီးပါဆိုစနက်တွေတခြားလိုက်ဖမ်းပြီးဆွဲလို့ရအောင်နော်ပြီးနောက်ကခိုးတာကျတော့ဗာလဲဆိုစုံမကိုပြောတာ intersection ဖြစ်မယ်နော်အင်္ဂလိပ်ကရှိဟန်အန်တန်โอเคနောက်တစ်ခုကကျတော့ခိုးတာနော်ခိုးစားတယ်လို့ပြောရရဲ့ဟောပါပဲလေခံကြည့်ပါလေနားလည်ဟုတ်လားနားလည်မရှိရတယ်အန်စီကနားပါလိစလုံးပေါ့လို့ရှိတယ်ခိုးတန်မရှိနေရှာကြည့်လိုက်ပါဦးပါလို့ရှိတယ်ဟုတ်ပါခိုးစားတယ်လို့ပြောတာပါအဲ့ဒါလည်းခိုးတန်မပြရတယ်ဒီပါနော်မရှိကြော်လာနေရှာဒီပါနော်၃ကြောက်ပဲပါနော်ဒီကောင်ခိုးတန်ပါဆိုခိုးစားတယ်ခံကြည့်တယ်တူတူပဲလေစုံကဒီချိန်ဟုတ်မလားဘယ်လိုလဲပြောโอเคခိုးတန်နော်ဒီမှာခိုးတန်ဖတ်တယ်နော်အဲ့ဒါနေရှာမတွေ့ခိုးတန်စုံမနော်စုံမကဘယ်လိုကိုလေးစုံမလေးဆိုလို့ရှိရင်ဒီစုံမတစ်ခုတော့ရအောင်ဆွဲလာပါလိုင်းတစ်ကြောင်းပဲဆွဲလိုက်ရတယ်ဒါမှမဟုတ်လိုင်းတစ်ကြောင်းမဟုတ်ပဲဒီပါဒီပိုလီဂွန်လေးနဲ့ဖြတ်ပြီးစုံဆွဲလိုက်ရတယ်ပေါ့စုံဆွဲလာမယ်ဟင်စုံဆွဲလာမယ်နော်ဒီကွာနေနေကွာဆွဲလာမယ်ဒီမှာလေဒါဆိုမရှိ line နဲ့ rectangle နဲ့ဟိုပိုလီဂွန်နဲ့စုံသွားပြီဒီနေရာလေးစုံသွားပြီဒီစုံမလေးမှာ point တွေဖမ်းချင်လို့ရှိရင်ဒီကိုးတန်ကိုဖွင့်ပြီးဖမ်းလို့ရတယ်တော့ဒီပါလေစုံတဲ့နေရာကြီး point ဖမ်းမယ်ဆိုလို့ရှိရင်ဒီတော့ဖမ်းလို့မရအောင်နော်ဒီမှာတော့ဖမ်းကြည့်လိုက်ဘာမှစနစ်မပေါ်ဘူးတလားဒီမှာလေဒီpoint လေးကိုလေစုံမမှာ click ချပြီးဆွဲလိုက်ဆိုသူကစုံမကနေထွက်လာမှာမဟုတ်ဘူးနော် click ချကြလိုက်ဘယ်ကထွက်လာလဲဆိုရင်အောက်ကသူ end point ရတော့ထွက်လာတယ်ဒီ polygon end point ရတော့ထွက်လာတယ်နော်အဲ့ဆိုမှာပေါ့ဒီ end point တွေကိုend point ဖြစ်ကုန်ဒီစုံမတွေကိုလေဒီချာဖမ်းကျင်တယ်ဆိုလို့ရှိရင်ဒီခိုးတတ်ပေါ့ intersection ဆိုတဲ့ကောင်လေးကိုအမှန်ကြီးရှင်းပေးတာနော်ဒါဆိုရင်ဒီမှာပေါ့ဒီ intersection point တွေကိုဒီချာလိုက်ဖမ်းပြီးလို့ရမှာမသိဟုတ်တယ်နော်ဒါ line တစ်ကြောင်းစုံရပါတယ် line တစ်ကြောင်းစုံလာထားပါတော့ဒီပါလေပုံမှန်အဖြစ်ဆိုလို့ရှိရင်ဒီပါဒီ snap လေးပိတ်နေဆိုလို့ရှိရင်ပေါ့ဒီစုံမကိုတော့ဖမ်းလို့မရအောင်နော်ဒီစုံမကနေ cycle လေးဆွဲမဲ့ထားတော့ click ချဆွဲလာမှာနော်ဒါစုံမမှာပေါ်လာမှာမဟုတ်နော်ဒီ line ရဲ့မိဘတွေတော့ပေါ်လာမသိဘူးဘာနဲ့နီးနေဘာကိုရနေရှိလာဒီတော့ရှိလာဒီတော့ဒီစမကနေဆွဲမဲ့ထားတော့ဒီစမကနေပေါ်လာမှာမဟုတ်ဘူးနော်စပိုင်းလေးကအနီးဆက်ဆုံးဆွဲကကြမြင့်ပွိုင်နီးဆက်ဆုံးတော့မြင့်ပွိုင်တော့ပေါ်မှာဒီလိုမျိုးโอเคနော်အဲ့ဒီစမတွေကိုဖမ်းချင်လို့ဆိုရင်ဟိုတန်ဆိုတဲ့ကောင်လေးကိုအမှန်ကြီးစစ်ပေးတာနော်โอเคဒီမှာဖမ်းလိုက်ရတယ်ဟင်ဒီမှာရှိအောင်